န္တလေးအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာဥပ္ပိုလ်အကျဉ်းထောင်ကလည်းထိခိုက်ပျက်စီးမှုတွေပါဝင်ခဲ့ပြီးငလျင်တန်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူကိုဝင်ဆောင်မျိုးသမီး2ဦးဟာတရေသားနဲ့အတူသေဆုံးသွားခဲ့ရပါတယ်။ငလျင်တန်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံတက်ရောက်ကုသဖို့တင်ပြခဲ့ပေမဲ့ထာဝရဘိုင်တွေကအကြိမ်ကြိမ်ပဲချခဲ့တာကြောင့်တရေသားကသေဆုံးသွားခဲ့ရာအချိန်မီမထုံနိုင်ခဲ့ပဲနိုင်ကျင်းသူမတ်နွယ်နီဝင်းကလည်းသေဆုံးခဲ့ရတာပါ။ကျမကိုယ်တိုင်လည်းနိုင်ငံချင်းသူဟောင်းတယောက်မိခင်တယောက်ဖြစ်တဲ့အတွက်ပေါ့နော်ကိုယ်တိုင်လည်းဒီဖန်ဆီးခံရတဲ့အချိန်မှာလာသားကလေးလေးကကြံခဲ့တာပေါ့နော်အဲ့တော့ဒီစစ်ကြောရေးမှာနှုတ်တိုက်တဲ့မိခင်ဖြစ်တဲ့အတွက်ပေါ့နော်ဒီမိခင်နဲ့ကလေးကိုခွဲထားလိုက်တဲ့အချိန်မှာကိုကလည်းဒီနှိုးကြောတက်တဲ့ဝေဒနာကိုခံစားရတယ်လို့တစ်ဖက်မှာလည်းကိုနှုတ်ကိုတောက်သုံးနေတဲ့ကလေးကစားလောင်မှုနဲ့ရင်ဆိုင်ရတာမျိုးပေါ့နော်ဒါမျိုးတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တဲ့အတွက်ပေါ့နော်အခုလိုမျိုးဒီစစ်ကောင်စီဒီဖမ်းဆီးတဲ့အချိန်မှာပေါ့နော်ဒီမိခင်နဲ့ကိုဝင်တဲ့တွေပြစ်မရှိတဲ့ဒီမိခင်နဲ့ကလေးတို့ပါဖမ်းဆီးတာမျိုးပေါ့နော်အဲ့တော့အကျဉ်းထောင်ထဲမှာလဲဒါပြောရမယ်ဆိုမွေးဖွားတဲ့အချိန်မှာတော်တော်ခက်ခဲနဲ့မွေးဖွားရတယ်ပေါ့နော်ပြီးရင်ကြက်တဲမှုတွေပေါ့နော်ဒီအကျဉ်းထောင်ထဲမှာဆင်းရဲမှုတွေနဲ့ရင်ဆိုင်နေရတာပေါ့နော်အဲ့တော့ဒီလိုမျိုးတည်ဆုံးသွားတဲ့အတွက်ပြောရမယ်ဆိုကိုသားသမီးလိုမျိုးပဲခံစားရပါတယ်မတ်နွယ်နီဝင်းဟာဖမ်းဆီးခံရခြင်းကတည်းကကိုဝင်3လသားကိုလွှဲထားရတာဖြစ်ပါတယ်2024အောက်တိုဘာလကဖုန်းစစ်ဆေးခံရမှုမှာဆန္ဒပြတပ်ပုံနဲ့ဆန္ဒပြသူတွေကိုရေတံဘူးဝေပေးနေတဲ့တပ်ပုံတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ဆေးတွေ့ရှိခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်မန်နွယ်နီဝင်းအပြင်လုံခြုံရေးရအမည်မသိရသေးတဲ့နောက်ထပ်နိုင်ကျင်းသူကိုဝင်ဆောင်မိခင်တဦးနဲ့တရေသားတဦးကလည်းအချိန်မီဆေးကုသခွင့်မရတာကြောင့်ပဲတေဆုံးခဲ့ရတာပါငလျင်ကြောင့်အိုးဘိုထောင်ထဲကအကျဉ်းသားအကျဉ်းသူ64ဦးတေဆုံးခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသား18ဦးနဲ့နိုင်ငံရေးအကျဉ်းသူ24ဦးစုစုပေါင်း42ဦးပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က2025မေလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ငလျင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့လယ်တနာရီကအကျဉ်းသားတွေအခန်းထဲကမထွက်ရခြင်းတမ်းပိတ်ခြင်းဖြစ်တာကြောင့်ထိခိုက်ဒေဆုံးမှုတွေပုံမများပြခဲ့တာလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဘသူ့မှပေါ့နော်ဒီအပြင်ကိုခေါ်ထုတ်တာမျိုးလည်းမရှိဘူးဒီတိုင်းပဲဒီတိုက်ထဲကလူတွေဆိုလို့ရှိရင်လည်းတိုက်ပြီးတော့ဒီကြာဆုံးသွားခဲ့တာတွေရှိတယ်ပေါ့နော်အခုဒီမှာနိုင်ငံရေးအကျဉ်းသူတွေဆိုလို့ရှိရင်လည်းအဆောင်ထဲကနေမှပေးမထွက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာတချို့အဲ့လိုမျိုးဒဏ်ရာဒဏ်ချက်တွေရပြီးတော့ကိုလက်အင်္ဂါဆုံးရှုံးနေသူတွေဆိုလို့ရှိရင်၄ဦးလောက်ထိအနည်းဆုံးရှိတယ်ပေါ့နော်ဒီလိုမျိုးဒီဘေးကင်းအောင်မထားပေးတာကတော့ဒါအကစားတွေရဲ့တာဝန်ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ထိခိုက်တဲ့သူတွေကိုအချိန်မီကုသမှုမပေးဘူးပေါ့နော်ဒီခုသူတို့တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်အထက်ကိုတင်နေရတယ်အထက်ကိုတင်ပြီးမှသူတို့ကြားတယ်ဆိုပြီးတော့သူတို့ရဲ့ဒီအရာရှိတွေကနေမှမလုပ်ပေးကြတာတွေပေါ့နော်ဒါတွေကြောင့်မို့လို့ဒီအသက်ဆုံးရှုံးနေရတာတွေကအများကြီးရှိနေပြီပေါ့နော်အကျဉ်းထောင်တွေမှာစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့်2025ခုနှစ်ဇန်နဝါရီလကနေဧပြီလအထိနိုင်ငံရေးအကျဉ်းသား9ဦးထိသေဆုံးခဲ့တယ်လို့ PPNM ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အာဏာသိမ်းချိန်ကနေစပြီးတော့2025မေလ10ရက်အထိနိုင်ငံရေးနဲ့ဆက်ဆက်လို့စုစုပေါင်း29,129ဦးကဖမ်းဆီးခံခဲ့ရပြီး22,190ဦးကဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။မေလ30ဒီပရင်အရေးခင်းပြီးဩဂတ်လမှာဥခင်ညွန့်ကိုဝင်ကြီးချုပ်အဖြစ်ခန့်အပ်ပြီးမြမလမ်းပြမြေပုံကိုအကောင်အထည်ဖော်ခိုင်းပါတယ်။2004အောက်တိုဘာ18မှာတော့ဥခင်ညွန့်ကိုယာတုကဖယ်ရှားပြီးစစ်ထောက်လိုင်းရေးတပ်ဖွဲ့လုံးကိုရှင်းလင်းလိုက်ပါတယ်။နေပြည်တော်စီမံကိန်းတွေကိုတွားရောက်လှည့်လည်စစ်ဆေးပြီးအပြန်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်။အဂတိလိုက်စားမှုစွဲချက်တွေနဲ့ဆိုင်းငံပြစ်ဒဏ်နေအိမ်အကျယ်ချုပ်44နှစ်ချမှတ်တာခံရပါတယ်။နေအိမ်အကျယ်ချုပ်နဲ့9နှစ်နေခဲ့ပြီး2012ဇန်နဝါရီလမှာလွန်ငင်းချမ်းသာခွင့်အမိန့်နဲ့ပြန်လည်လွတ်မြောက်လာပါတယ်။ယနေ့မှာတော့ဥခင်ညွန့်လည်းအသက်80ကျော်ခဲ့တယ်လို့သူ့ကိုအပြတ်ရှင်းခဲ့ကြတဲ့ဦးတန်းရွှေနဲ့ဦးမောင်အေးတို့လည်းအသက်80ကျော်ခဲ့ပါပြီ
နေပြည်တော်ကိုနန်းကြမင်းသားကြီးဦးခင်ညွတ်မပြောင်းခဲ့ပါဘူးရန်ကုန်မှာပဲဆက်နေပြီးခုချိန်မှာတော့အယ်ဇိုင်းမာယောဂါခံစားနေရတယ်လို့သိရပါတယ်ဦးတန်းရွှေဦးမောင်အေးနဲ့ဦးတင်အောင်မြင့်ဦးတို့ကတော့နေပြည်တော်ကိုရွှေ့ခဲ့ပါတယ်စကိုင်းငလျင်တန်းကိုသူတို့လည်းခံလိုက်ရပါတယ်ခုချိန်ဆိုရင်ဦးခင်ညွတ်ကန့်ကွက်ခဲ့တဲ့နေပြည်တော်စီမံကိန်းကိုသတိရကောင်းရနေနိုင်ကြပါတယ်ငလျင်တန်းကြောင့်နေပြည်တော်ပျက်စီးရတာနဲ့ပတ်သက်ပြီးယနေ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစစ်ဆေးမယ်ဆိုရင်ဦးတန်းရွှေဦးမောင်အေးဦးတင်အောင်မြင့်ဦးတို့ကိုပါမဖြစ်မနေခေါ်ယူစစ်ဆေးသင့်ပါတယ်စစ်အာဏာရှင်ဟောင်းတွေရဲ့ဘဝနေဝင်ချိန်ဟာလဲသူတို့တိဆောက်ခဲ့တဲ့နေပြည်တော်လိုပဲတန်ဝေကရစရာတွေလေ့လာစရာတွေပြည့်နှက်နေပါတော့တယ်